ချန်စီယိုဘေးမှာတောင်တက်နွယ်လိုပေါက်နေတဲ့ဒီအပင်ကိုလူတော်တော်များများကပေါင်းပင်လို့မြင်ကြပါတယ်။ဒါပေမဲ့မြန်မာအိမ်တော်စုတချို့မှာတော့ဒီပင်ရဲ့အရွက်နဲ့အသီးကိုဟင်းချက်စားကြပါတယ်။ပြီးတော့ရိုးရာရကျမ်းမာရေးအတွက်လည်းတန်ဖိုးထားကြပါတယ်။ဒီပင်ကတော့ကင်းမုံပင်ပဲဖြစ်ပါတယ်။လူများမသိသေးတဲ့အချက်တစ်ခုကကင်းမုံရွက်ဟာရိုးရိုးပေါင်းပင်မဟုတ်ပဲ Ivy Gold လို့ခေါ်တဲ့ Coccinia grandis အပင်ဖြစ်ပြီးအစားအသောက်ဖြစ်လဲသုံးနိုင်တယ်လို့ရိုးရာအသုံးဝင်မှုအတွက်လည်းရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကင်းမုံရွက်ရဲ့မျိုးရင်းပေါက်ရောက်ရာနေရာပါဝင်တဲ့အာဟာရဓာတ်များကျန်းမာရေးအတွက်ကြိုးရှိနိုင်တဲ့အချက်များအသုံးပြုပုံများမြန်မာနိုင်ငံမှာရှိတဲ့ရိုးရာအသုံးဆောင်တဲ့သတိထားရမယ့်အချက်များကိုတစ်ခုပြီးတစ်ခုဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုဆုံးထိကြည့်လိုက်ရင်အိမ်ဘေးမှာတွေ့နေကြဒီအပင်ကိုနောက်တစ်ခါသင်မြင်ရင်တန်ဖိုးထားမိသွားမှာသိကြပါတယ်ကင်းမုံရွက်ဆိုတာမြန်မာမှာလူသိများတဲ့တောင်တက်နွယ်ပင်တစ်မျိုးဖြစ်ပါတယ်ဒီပင်ရဲ့ထူးခြားချက်တွေကချန်စီယိုတတိုင်းဝါရန်တစ်ပင်တချို့ပေါ်မှာຫນွေတက်ပြီးပေါက်တတ်ပါတယ်အရွက်ကအစိမ်းရောင်နူးညံ့ပြီးနှလုံးပုံစံနေနဲ့ဆန်တတ်ပါတယ်ပန်းကအဖြူရောင်ကျေပုံစံဖြစ်တတ်ပါတယ်အသီးကအစမှအစိမ်းရောင်ဖြစ်ပြီးမှဲ့လိုက်ရင်လိမ္မော်ရောင်အနီရောင်ပြောင်းတတ်ပါတယ်ဒီပင်ကို English လို့တော့ Ivy Gold, Scarlet Gold, Tindora နဲ့အိန္ဒိယမှာဆိုရင်တော့ Covine လို့လူသိများကြပါတယ် Scientific name ကတော့ Coccinia grandis ဖြစ်ပြီး Family name ကတော့ Cucumber daisy ဖြစ်ပါတယ်အဲ့ဒါကဘူးသခွားဖရဲဖယုံမျိုးရင်းနဲ့ဆက်တဲ့မျိုးရင်းပဲဖြစ်ပါတယ်ဒါကြောင့်ကင်းမုံရွက်ကိုကြည့်ရင်သခွားနွယ်ပင်မျိုးနဲ့တူတဲ့ခံစားချက်ရှိတတ်တာပဲဖြစ်ပါတယ်အခုတော့ဒီပင်ရဲ့မျိုးရင်းဘက်ကိုနည်းနည်းလေးလေ့လာကြည့်ကြရအောင်ပါ Scientific name က Coccinia grandis ဖြစ်ပြီး Family name ကတော့ Cucumber daisy ဖြစ်ပါတယ်ဒီ family ထဲမှာပါဝင်တဲ့အပင်တွေကရေဘူးရအားဖြင့်တော့နွယ်ပင်ဖြစ်တတ်တယ်အသီးသီးတတ်တယ်ရေဓာတ်များတတ်တယ်ဟင်းချက်စားလို့ရတတ်တယ်ကင်းမုံရွက်ရဲ့ထူးခြားချက်ကအရွက်လဲသုံးလို့ရတယ်အသီးလဲစားလို့ရတယ်ဆိုတာပါအရွက်ငယ်ငယ်လေးတွေကိုတချို့ဒေသတွေမှာဟင်းချက်စားကြပြီးအသီးကိုလည်းမမဲ့ခင်အစိမ်းရောင်အချိန်မှာဟင်းချက်စားတာမှဲ့ပြီးနီလာတဲ့အချိန်မှာတချို့ကအသီးအဖြစ်စားတာလို့ရှိပါတယ်အပင်ပုံစံရတောင်တက်နွယ်ပင်မြန်မြန်ပေါက်တတ်တယ်နေရာရရင်ပြန့်နှံ့လွယ်တယ်ရာသီဥတုကောင်းရင်အလွယ်တကူအပွင့်အသီးထွက်တတ်တယ်ဒါကြောင့်တချို့နိုင်ငံတွေမှာဒီပင်ကိုစားသုံးနိုင်တဲ့အပင်လို့မြင်ကြသလိုတချို့နေရာတွေမှာတော့အလွန်ပြန့်နှံ့လွယ်တဲ့အပင်လို့လည်းသတ်မှတ်ကြပါတယ်ကင်းမုံရွက်ဟာပူနွေးဆူဆွတ်တဲ့ရာသီဥတုရှိတဲ့နေရာတွေမှာအရန်ပေါက်လွယ်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံအိန္ဒိယထိုင်းသီရိလင်္ကာဘင်္ဂလားဒေ့ရှ်နဲ့အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာပေါက်ရောက်လွယ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ချန်စီယိုဘေးလေယာဘေးရွာအိမ်နာတစ်ပင်ဘေးရေစက်နီးနီးမြေဩဇာကောင်းတဲ့နေရာတွေမှာတွေ့ရလေရှိပါတယ်ဒီပင်ကအလွန်ခက်ခဲစွာစိုက်စရာမလိုပဲတခါတလေတဘာဝအတိုင်းပေါက်လာတတ်ပါတယ်ဒါကြောင့်လူတချို့ကပေါင်းမင်းလို့မြင်ကြပေမဲ့တကယ်တော့စားသုံးလို့ရတဲ့တဘာဝအပင်တစ်မျိုးဖြစ်ပါတယ်ဒါကြောင့်တချို့အပင်တွေကပေါင်းပင်မဟုတ်ပဲကျွန်တော်တို့မသိသေးလို့တန်ဖိုးမထားမိတာပဲဖြစ်ပါတယ်ပါဝင်တဲ့အာဟာရဓာတ်များကင်းမုံရွက်နဲ့ကင်းမုံသီးမှာအစားအသောက်ဖြစ်စားသုံးလို့ရတဲ့အတွက်တချို့သောအာဟာရဓာတ်တွေပါဝင်နိုင်ပါတယ်ရေဘူးရအပြင်တော့အမြင့်ဓာတ် fiber vitamin A vitamin C calcium iron potassium antioxidant နဲ့ phytonutrients တို့ပဲဖြစ်ပါတယ်နံပါတ်1 fiber အစာချေစနစ်အတွက်အရေးကြီးပါတယ်ဝမ်းမန်စီဖို့ကူညီနိုင်တဲ့ဥလန်းချောင်းလှုပ်ရှားမှုကောင်းစေနိုင်တဲ့အစားအစာကိုဖြည်းဖြည်းချင်းခြေဖြတ်စေနိုင်ပါတယ်နံပါတ်2 vitamin A မျက်စိကျန်းမာရေးအသားအရည်ကိုယ်ခံအားစနစ်အတွက်အရေးကြီးပါတယ်နံပါတ်3 vitamin C ကိုယ်ခံအားကိုထောက်ပံ့ပေးတဲ့ antioxidant ဖြစ်လှုပ်ဆောင်တဲ့အရည်ပြားနဲ့အနာချက်ချင်းအတွက်အထောက်အကူဖြစ်နိုင်ပါတယ်နံပါတ်4 iron သွေးနီဥဖွဲ့စည်းမှုအတွက်အရေးကြီးတယ်အားနည်းလွယ်သူတွေအတွက်အစားအသောက်ကနေတန်တက်ရဖို့အထောက်အကူဖြစ်နိုင်ပါတယ်နံပါတ်5 calcium အယိုးသွားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်နံပါတ်6 antioxidant ဒါကရန်စစ်ဝင်စားဖို့ကောင်းပါတယ်antioxidant တွေကခန္ဓာကိုယ်ထဲမှာဖြစ်တတ်တဲ့ oxidative stress ကိုလျှော့ချဖို့အထောက်အကူဖြစ်နိုင်ပါတယ်။ဒါကြောင့်တဘာဝအရွက်နဲ့အသီးတွေကိုတင့်တင့်မျှတစွာစားသုံးတာကကျန်းမာရေးအတွက်အကျိုးရှိနိုင်ပါတယ်။ကျန်းမာရေးအတွက်အကျိုးရှိနိုင်တဲ့အချက်များအခုတော့လူအများစိတ်ဝင်စားဆုံးအပိုင်းကိုရောက်လာပါပြီ။အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့အခုပြောမယ့်အချက်တွေကရိုးရာအသုံးပြုမှုနဲ့ဗဟုသုတအတွက်သားဖြစ်ပြီးစေကူတာမှုအစားမသုံးသင့်ပါဘူး။နံပါတ်1အစာချေစနစ်အတွက်အထောက်အကူကင်းမုံရွက်မှာအမြင့်တက်ပါဝင်နိုင်တာကြောင့်အစာချေမှုဝမ်းမှန်မှုဥလန်းချောင်းလှုပ်ရှားမှုအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။နံပါတ်2ကိုယ်ခံအားအတွက်ဗီတာမင် C နဲ့ antioxidant ပါဝင်နိုင်တာကြောင့်တဘာဝအစားအစာတစ်မျိုးအနေနဲ့ကိုယ်ခံအားကိုထောက်ပံ့ပေးနိုင်ပါတယ်။နံပါတ်3သွေးကြုံနဲ့ပတ်သက်ပြီးရိုးရာယုံကြည်မှုအိန္ဒိယနဲ့အချို့အာရှဒေသတွေမှာ Ivy Gold ကိုသွေးကြိုထိန်းညှိရာမှာအထောက်အကူဖြစ်နိုင်တယ်လို့ရိုးရာရလူသိများပါတယ်။သွေးကြိုယောဂရှိသူတွေအနေနဲ့ဆရာဝန်ပေးထားတဲ့ဆေးအစားတော့မသုံးသင့်ပါဘူး။အစားအသောက်အဖြစ်တင့်တင့်မျှတစွာစားသုံးသင့်ပါတယ်။နံပါတ်4အရေးပြားနဲ့ဆေးချမ်းပါရေးantioxidant ပါဝင်နိုင်တာကြောင့်ဆဲတွေကိုကာဝယ်ပေးရမှာအထောက်အကူဖြစ်နိုင်ပါတယ်။နံပါတ်5ကိုယ်လေးချိန်ထိန်းချုပ်ရမှာအထောက်အကူအရွက်နဲ့အသီးအမျိုးအစားတွေကအများအားဖြင့်ကယ်လိုရီနည်းတယ်၊ဖိုင်ဘာပါတတ်တယ်၊အစာမြန်မြန်မစားဖို့ကူညီနိုင်တယ်။ဒါကြောင့်တင့်တင့်စွာစားသုံးရင် healthy diet ထဲမှာထည့်သုံးလို့ရပါတယ်
အသုံးပြုပုံများကင်းမုံရွက်နဲ့ကင်းမုံသီးကိုဘလို့အသုံးပြုကြသလဲနံပါတ်1အရွက်ကိုဟင်းချက်စားခြင်းမြန်မာနိုင်ငံရဲ့တချို့ဒေသတွေမှာအရွက်နုနုကိုခူးပြီးစေးကြောတန့်စင်ပြီးဟင်းရည်တွေထည့်စားတာကြက်သွန်နဲ့ကြော်စားတာငပိရည်တို့နဲ့တို့စားတာတို့ရှိပါတယ်နံပါတ်2အသီးကိုဟင်းချက်စားခြင်းကင်းမုံသီးအစိမ်းရောင်ချိန်မှာကြော်စားတာဟင်းရည်တွေထည့်တာအတုပ်ပုံစံအခြားဟင်းသီးဟင်းရွက်နဲ့ရောချက်တာတို့ရှိပါတယ်နံပါတ်3ရိုးရာအရာပြုတ်ရည်တချို့နေရာတွေမှာအရွက်ကိုရေတန့်နဲ့ဆေးပြီးပေါ့ပေါ့ပါပါပြုတ်ကရိုးရာအရာတောက်တက်ကြပါတယ်ဒါပေမဲ့အလွန်အကျွံတော့မတောက်သင့်ပါဘူးနံပါတ်4အိမ်နားမှာစိုက်ထားခြင်းဒီအပင်ကຫນွေတက်တက်လို့ခြံစည်းရိုးအလှအတွက်စားသုံးဖို့တဘာဝပင်အနေနဲ့စိုက်ထားကြတာလည်းရှိပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ရိုးရာအယူဆမြန်မာနိုင်ငံမှာကင်းမုံရွက်လိုတဘာဝຫນွေပင်မျိုးတွေကိုတချို့လူကြီးတွေကအိမ်နားမှာပေါက်တဲ့အသုံးဝင်တဲ့အပင်ပေါင်းပင်မဟုတ်ဘူးဟင်းချက်စားလို့ရတဲ့အရွက်ရိုးရာဗဟုသုတရှိတဲ့အပင်လို့မြင်ကြပါတယ်ရွာဘက်တွေမှာဆိုရင်အိမ်နားကအပင်တွေကိုဘယ်ရွက်စားလို့ရတယ်ဘယ်အသီးတော့မစားသင့်ဘူးဘယ်အချိန်ခူးရမယ်ဆိုတာတွေကိုမျိုးဆက်အလိုက်သင်ကြားပေးကြပါတယ်ဒီလိုရိုးရာဗဟုသုတတွေကတကယ်ကိုတန်ဖိုးကြီးပါတယ်ဒါပေမဲ့အပင်မှန်ကိုတေချာသိပြီးမှသုံးတာကပိုအရေးကြီးပါတယ်တတိထားရမယ့်အချက်များကင်းမုံရွက်ကိုအသုံးပြုမယ်ဆိုရင်ဒီအချက်တွေကိုတော့တတိထားသင့်ပါတယ်နံပါတ်1အပင်မှန်ကိုတေချာသိဖို့လိုပါတယ်တောင်တက်နွယ်ပင်တချို့ပုံစံနဲ့တူနိုင်ပါတယ်နံပါတ်2လမ်းဘေးပိုးသက်ဆေးထိထားတဲ့နေရာကနေမခူးပါနဲ့ဓာတုပစ္စည်းကျန်နေနိုင်ပါတယ်နံပါတ်3အလွန်အကျွံမစားပါနဲ့ဘာပဲဖြစ်ဖြစ်မျှတစွာစားသုံးတာကပိုကောင်းပါတယ်နံပါတ်4သွေးကြိုဆေးတောက်နေသူများ Ivy Gold ကိုသွေးကြိုနဲ့ဆက်ဆက်ပြီးပြောကြတာရှိလို့ဈေးတောက်နေသူဆိုရင်အစားအစာဖြစ်ပဲတင့်တင့်စွာစားတင်ပြီးဆရာဝန်နဲ့တိုင်ပင်တာကပိုကောင်းပါတယ်နံပါတ်5ဆေးကုသမှုအစားမသုံးပါနဲ့ဒီအချက်ကတော့အရန်အရေးကြီးပါတယ်ဒီနေ့တော့အိမ်ဘေးမှာပေါက်နေတဲ့ပေါင်းမင်လို့ထင်ရလွယ်တဲ့ကင်းမုံရွက်နဲ့ကင်းမုံသီးကိုလူသိနဲတဲ့အသုံးဝင်မှုများကိုအတူတူလေ့လာခဲ့ကြတာပဲဖြစ်ပါတယ်ဒီပင်ဟာအရွက်လည်းအသုံးဝင်တယ်အသီးလည်းစားလို့ရတယ်အာဟာရဓာတ်တွေလည်းပါဝင်နိုင်တယ်ရိုးရာအသုံးများလည်းရှိတယ်ဒါပေမဲ့တေချာသိပြီးမှသုံးဖို့တော့အရေးကြီးပါတယ်ဒီလိုသဘာဝဗဟုသုတတွေကိုဆက်လက်သိချင်တဲ့ဆိုရင်တော့ Hidden Nature မြန်မာ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုအသစ်တင်တိုင်းသိရှိနိုင်မှုအတွက်ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာလည်းမြန်မာနိုင်ငံကလူအများမသိသေးတဲ့သဘာဝအပင်တွေရဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်